Hey guys အားလုံးမင်္ဂလာပါရှင်ကဲကောင်းတဲ့တနင်္လာနေ့လေးဖြစ်ပါစေကောင်းတဲ့ energy တွေလည်းရကြပါစေရှင်တူပါအခုကတော့ဒီတနင်္လာနေ့ဖြစ်တဲ့အတွက်ရုံးမိလည်းပြန်ဖွင့်ပေါ့နော်ဒီနေ့ဒါပြင်မနှွမ်းတဲ့သမားတွေကိုအကျော်လျှော့လေးချင်းကလုပ်ရင်းနဲ့အနားယူကြမယ်ကဲပထမဆုံးနေပဲတပုံစံလေးပဲထားပြီးခါးလေးတွေကိုဆန်းထုတ်ထားမယ်အသက်ကလေးဝဝလေးရှူပြီးစိတ်ကလေးကိုညင်ညင်နေထားမယ်နှလုံးလေးစမိတ်ပြီးဆမ်းမိတ်ပြီးဆိုတာနဲ့ခေါင်းလေးကိုစတင်ပြီးတော့လဲမယ်ဘက်ဘက်ကို3ဘက်ပတ်ပြီးမယ်ဖြည်းဖြည်းချင်းဝိုက်ပြီးမယ်ဆက်ဝိုက်ပုံစံလေးဝိုက်ပြီးမယ်ပြီးရင်တော့ညာဘက်လေးကိုပြန်ဝိုက်မယ်ဆက်ဝိုက်ပုံစံလေးပြီးသွားပြီဆိုလို့ရှိရင်ခေါင်းလေးကိုပြန်ယူမမတ်လေးပြန်ထားပေးမယ်ပြီးလို့ရှိရင်ခေါင်းလေးအပေါ်အောက်လေးဒီပေါ်အောက်လေးကြည့်ပေးပါတော့အပေါ်အောက်လေးကြည့်ပေးမယ်ရမတ်အောက်လေးကြည့်မယ်အပေါ်လေးကိုတွန်းတင်ပေးမယ်ဒါဆိုလို့ရှိရင်လေပြင်းလေးချိန်ငယ်မှာတော့ဒီရလက်မတ်ဒီမေးစီအောက်လေးအစီတွေအစီဘိုတွေပေါ့နော်ဒီနားလေးတွေအစီဘိုလေးတွေရှိတယ်အဲ့ဒါလေးကိုလည်းလုံးဝကိုတက်တာစေတယ်ရော့ပါစေတယ်ပေါ့နော်နေ့တိုင်းပုံမှန်လေးချိန်ငယ်လှုပ်ချင်အောင်ဖြစ်ပေါ့နော်ဒါလေးကိုဒီအပေါ်ကိုရဲ့ရံဘက်အောက်ကိုကြည့်မယ်အပေါ်လေးကိုတွန်းတက်ပဲဒီလိုမျိုးလေးကိုခေါင်းမူတက်လို့ဆိုလို့ရှိရင်တော့10ချိန်3ကြောထိသွားပြီးလို့ရပါတယ်ခေါင်းမူတက်တဲ့ဆိုလို့ရှိရင်တော့10ချိန်ပဲပေါ့နော်နေ့တိုင်းလုပ်ကြည့်ပါဒီမေးစီအောက်မှာရှိတဲ့အစီဘိုတွေပေါ့နော်အစီဘိုတွေကိုလည်းရော့ပါစီတယ်တက်တာစီတယ်ပေါ့နော်နေ့တိုင်းလုပ်ခြင်းအဖြစ်နေ့တိုင်းမလုပ်နိုင်ရင်တော့မနေ့ရက်ချ3ရက်ချလုပ်လို့ရပါတယ်နေ့ရက်တစ်ခါ3ရက်တစ်ခါလုပ်ပေးလို့ရပါတယ်ရှင်ကဲပြီးသွားပြီဆိုတာ ਨੇ အဲ့ဒီခေါင်းမူကကြီးပေါင်းရှိတဲ့လူတွေကတော့ဒီခေါင်းလေးချိန်ကန်ကိုရှောင်သွားပေးပါရှောင်းဝပေးပါရှင်ဒီမဲ့ရှိတဲ့လူကတော့ပုံမှန်တိုင်းပဲလောက်သွားလို့လည်းရပါတယ်ရှင်ကဲပြီးသွားလို့ရှင်ပခုံးဆက်ကြောတွေဒီပခုံးကြောတရားတွေရှော့ပေးမယ်ရှော့တဲ့နေရာမှာလည်းအရှိကိုလေးကို9ဘက်ပတ်ပေးမယ်အနောက်ကို9ဘက်ဖြည်းဖြည်းလေးနဲ့မမှန်လေးသွားပေးမယ်ရှူသွေးရှူတော်လေးလုပ်မယ်နော်တို့လေးနောက်ကြောလေးတွေရှော့ပေးနောက်ကြောတင်းတာတွေနောက်ကြောတွေနောက်တော့တင်ရတွေချော့ပေးမယ်လက်ကလေးကိုဆန်းထုတ်ပေး5 second နေမယ်အဲ့မှာ5 second ရှူထုတ်မယ်5 second နေမယ်ရှူထုတ်မယ်ပြောလို့ရှိရင်အနောက်လေးကိုပြန်လျှော့မယ်နောက်တော့တင်ရတွေပဲဒါလေးကိုလည်း5 second လေးနေပေးမယ်ပေါ့နော်ဒီလေးချိန်ကန်လေးကအရန်လွက်ကူတယ်ပြီးတော့ပြောလို့ရှိရင်ကြီးပေါင်းသမားတွေဖုန်းရန်ကြီးတဲ့လူတွေစကရတိုင်းအများကြီးလူတွေပေါ့နော်အာယုံဆိုင်ရလေးလူတွေအထိုင်များလေးလူတွေဆိုလေအောက်ပိုက်တရားဂျော်လေးချင်းငန်းလေးကိုပတ်တူမှပြန်လာအောင်မှဖြစ်ပါတယ်ရှင်ဒါလေးကိုဒီဗီဒီယိုလေးကိုလည်းအခုကြည့်နေတဲ့ဗီဒီယိုလေးကိုလည်း like လုပ်ပြီး subscribe ရေးလုပ်ပေးပါလို့ပြောချင်ပါတယ်ရှင်ပြီးတော့လို့သိချင်တာလေးရှိရင်လည်းအောက်က comment မှာလည်းမှတ်ထားခဲ့လို့လည်းရပါတယ်ဒါလေးကိုလည်းကိုနိုင်တဲ့လောက်လေးမိနစ်20လောက်ပဲတနေ့ကိုမိနစ်20အချိန်ပေးရုံလေးနဲ့ပဲညဘက်ဆိုရဲအိပ်ပျော်စေမယ်ပြီးတော့ညောင်းညတွေပြေးစေမယ်အချွေးလေးထွက်တော့လူကပေါ့ပါလန်းဆက်ပြီးတော့ညောင်းညတွေတက်တာစီမယ်ကြိုက်ခင်နာကျင်တာတွေချင်းမှလည်းကိုယ်ပဲအကျိုးတက်ရောက်မှုတွေလည်းရှိပါတယ်ရှင်ဒါကြောင့်မို့ဒါလေးကိုဒီလေးချိန်ငံလေးကတက်လေပိုင်းချာမီးလည်းလုပ်လို့ရပါတယ်ရှင်စင်ပြလုပ်လို့ရပါတယ်ရှင်ပြီးသွားပြီဆိုတာ ਨੇ ပြီးခါကြောလေးတွေ short ပေးမယ်ပေါ့နော်ခါကြောလေးတွေနောက်ဗီဒီယိုမှာတင်ပေးပါမယ်ရှင်အားလုံးပဲကျေးဇူး